စစ်တေတော်ဟာသူဝတ်ဆင်ထားတဲ့တန်ချက်ကအင်ဂျီကိုဘေးသို့ချွတ်ပစ်လိုက်ပါတယ်။မထင်မှတ်ဖဲအဲ့ဒီတန်ချက်ကဟာကြောက်စားပွဲကိုရိုက်မိပြီးအစိတ်စိတ်အမွှားမွှားဖြစ်ခွာစေခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့သူ့ရဲ့ခန္ဓာကိုယ်ဟာအပေါင်းတစ်ထောင်မကပေါ်ပါသွားပြီးတိုင်းတင်တန်းချောင်းခေါင်းဆောင်ကိုတိမ်ငက်တကောင်လိုအရှိန်ဟုန်နဲ့ဆင့်ခေါ်ပါတော့လေ။ကျောင်းတော်ခေါင်းဆောင်ဟာအချိန်ချင်းနောက်ဆုတ်ခဲ့ရပြီးကျောင်းတော်ရဲ့ဂုံတိတ်ခါအတွေ့အစွမ်းကုန်ကျူးစားတိုက်ခိုက်ခဲ့ပြီမယ်။တိုက်ပွဲအတွင်းမှာလည်းသူ့ရဲ့ဓာတ်ဟာချိုးနှင်ခံလိုက်ရပါတယ်။တကိုယ်လုံးမှာလည်းလက်တယ်ရတွေဗလက်ပွားနဲ့နာကျင်စွာအော်ဟစ်နေရပြီးစစ်တေတော်ရဲ့လက်ဝါးချက်ကြောင့်မီတာဒါဇင်ပေါင်းများစွာအဝေးသို့လွင့်စင်သွားခဲ့ပါတယ်။စစ်တေတော်ကသူ့ကိုအပြည့်ရှင်းဖို့လုပ်တဲ့အချိန်မှာခေါင်းဆောင်ရဲ့တမိဖြစ်သူကဂျားကနေတားဆီးခဲ့ပါတယ်။အဲ့လိုအရေးကြုံနေတဲ့အချိန်မှာပဲလူတစ်ယောက်ကသူမကိုကယ်တင်ခဲ့ပြီးစစ်တေတော်ကိုလက်တစ်ဖက်ထဲနဲ့မီတာ300အကွာအထိနောက်ဆုတ်သွားအောင်လုပ်နိုင်ခဲ့ပါတယ်။တပည့်ကြီးအားလုံးအံ့အားသင့်သွားကြပြီးအဲ့ဒီလူဟာတိုင်းလောကရဲ့ထန်ရာဒီတူဖြစ်နေတာကိုသိလိုက်ရပါတယ်။လွန်ခဲ့သော3ရက်ကအဖြစ်ဖြစ်လွန်ခဲ့တဲ့3ရက်ကဝစ်ဆုံဖီဝစ်တိုင်းသမားတစုဟာဒီနိုင်ငံကိုကျူးကျော်ဝင်ရောက်လာခဲ့ပါတယ်။ဆမ်လူအမီရတဲ့တိုင်းသမားတစ်ယောက်ကလက်ဝေစင်တစ်ခုတီးဆောက်ပြီးတိုင်းတင်တန်းချောင်းအားလုံးကလူတွေကိုအနိုင်ယူမယ်လို့ကြုံဝါခဲ့ပါတယ်။တရက်အတွင်းမှာတင်လူပေါင်းများစွာဟာသူ့လက်ချက်နဲ့တေဆုံးခဲ့ရပြီးအားလုံးကမျောလင်းချက်ကုံဆုံးနေချိန်မှာတော့ဒီလူဒန်ယာရီဟာရဲရဲဝံ့ဝံ့ရှေ့ထွက်လာခဲ့ပါတယ်။နှစ်ပေါင်း60ကြာလေ့ကျင့်ထားတဲ့တိုင်းပညာနဲ့စံအပါဝင်ကြံရှိနေတဲ့ဝစ်ဆုံဖီတိုင်းသမားတွေကိုအောင်မြင်စွာနှိမ်နင်းနိုင်ခဲ့လို့လူတို့ကြားမှာမျောလင်းချက်တွေပြန်လည်ရှင်သန်လာခဲ့ပါတယ်။ဒီရှုံးနိမ့်မှုတဲ့ဟာဝစ်ဆုံဖီအဖွဲ့ရဲ့ခေါင်းဆောင်အမျိုးသမီးစီရောက်ရှိသွားပါတယ်။သူမဟာရှုံးနိမ့်မှုကိုအလွန်မုန်းတီးသူထက်တာကြောင့်ဒေါသဖြေတဲ့အနေနဲ့စံကိုတပ်ပစ်လိုက်ပြီးအဲ့ဒီလူကို3ရက်အတွင်းအမိအားဖမ်းဆီးဖို့ဝရန်ထုတ်ပြန်လိုက်ပါတော့တယ်။အဲ့ဒီတရင်ကိုတိလိုက်ရတဲ့ဒန်ယာရီရဲ့ဇနီးကသူမဖခင်ရဲ့တိုင်းတင်တန်းကျောင်းမှာတွားရောက်ခိုးလုံဖို့အကြံပေးခဲ့ပါတယ်။ရောက်ခမဖြစ်သူကသူ့ကိုလက်ခံယုံတင်မကတိုင်းတင်တန်းကျောင်းရဲ့နီးပြအဖြစ်ပါခန့်အပ်ခဲ့ပါတယ်။ဒါပေမဲ့တပည့်တွေကသူ့ကိုအတိမတ်မပြုတ်ဘဲကန့်ကွက်ကြပါတယ်။သူ့ရဲ့အရေးချင်းကိုတက်သေးပြဖို့အတွက်အုပ်စုကောင်းဆောင်တပည့်ကိုကန်ထုတ်လိုက်ပြီးကလဲစားချေဖို့ကြိုးစားတဲ့စီနီယာအကိုကြီးရဲ့တိုက်ကွက်တွေကိုလည်းအသာလီးရှောင်တိန်ချီဖြတ်နိုင်ခဲ့ပါတယ်။နောက်ဆုံးမှာတော့သူကစတင်တိုက်စစ်ဆင်ပြီးစီနီယာအကိုကြီးကိုနောက်ဆုတ်အောင်လုပ်နိုင်ခဲ့ပြီနဲ့အရေးကြီးတဲ့အချိန်မှာတော့သူ့ကိုအသက်ဘေးကနေကယ်တင်ပေးခဲ့ပါတယ်။ဒါကိုမြင်တဲ့အခါမှာတော့စီနီယာအကိုကြီးနဲ့တပည့်တွေအားလုံးဟာသူ့ကိုလေးစားစွာနဲ့လက်ခံဆဲသွားပါတယ်။